မင်္ဂလာပါရှင်ကိုကိုရီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အမျိုးသမီးတိုင်းဟာတယောက်နဲ့တယောက်စိတ်အာတိတာချင်းမတူကြပါဘူးတချို့ကဖြစ်ဖြစ်ရှင်ကျောင်းဝါရေးလေ့ကျင့်ခန်းရဲ့တရားမှုကိုရှာဖွေရတာကြိုက်ပေမယ့်တချို့ကတော့အဆင့်ကလေးကစိတ်အားထက်သန်မှုမြမပြီးအရှိန်အဟုန်နဲ့လေ့ကျင့်တမခံစားရတာကိုပိုညစ်သက်တတ်ကြပါရီသူတို့ရဲ့ရုပ်သွင်းပြင်လက္ခဏာတွေကလည်းဘယ်လိုရှိကြလဲဆိုတာပို့ပေါ်လဲလဲကျမရဲ့အရာပြပြပေးသွားမှာမို့လို့အဆုံးထိနားထောင်ပေးချပါအောင်နော်တက်ပန်နေကြတဲ့လာမှုတွေနဲ့အတွေ့အကြုံအရစိတ်အားထက်သန်မှုမြမရဲ့အမျိုးသမီးတွေမှာဒီလိုလက္ခဏာလေးတွေရှိကြပါတယ်စပီရှာတွေမျက်ဝန်းများသူတို့ရဲ့အကြည့်တွေကကိုကိုတို့ကိုစူးစူးရှာရှာကြီးတက်ပြီးအကြည့်ချင်းစုံတဲ့အခါကိုကိုတို့ဘက်ကတောင်ရှက်ပါရလောက်တဲ့အထိယုံကြည်မှုရှိတတ်ကြပါတယ်ခန္ဓာကိုယ်တိစောပုံဟော်မုန်းတဲ့ကြွယ်ဝတွေအတွက်ခန္ဓာကိုယ်မှာပေဖြိုးတဲ့နေရာတွေကဖိဖြိုးနေပြီးကျန်းမာကြံ့ခိုင်တဲ့ပုံစံမျိုးရှိတတ်ကြပါတယ်။နီးမြန်းဆူပြေတဲ့နှက်ခမ်းအမြဲတမ်းဆူပြေနီးမြန်းနေတဲ့နှက်ခမ်းပိုင်ရှင်တွေဟာလေရင်းနှီးမှုပိုင်းမှာပိုပြီးအာရုံခံစားမှုကောင်းတတ်ကြပါရဲ့ရှင်။အရှိန်အဟုန်နဲ့လေ့ကျင့်ပေးတာကိုကြိုက်တဲ့အမျိုးသမီးတွေဟာသူတို့ရဲ့စိတ်ခံစားမှုပန်းနိုင်ကိုအများဆုံးရောက်ချင်ကြတာပါ။သူတို့အကြောက်ကတော့တင်ပြတဲ့လေ့ကျင့်ခန်းစိတ်အားထက်သန်မှုနဲ့အတူမြန်ဆန်တဲ့စီချက်တွေကသာသူတို့ရဲ့ရင်ခုန်တန်းတွေကိုအမြန်ဆုံးကျင့်နဲ့စေနိုင်တာပေါ့ရှင်။ဒီလိုအမျိုးသမီးတွေနဲ့တွေ့တဲ့အခါသူတို့ဘက်ကအရှင်ကိုလိုက်နိုင်ဖို့နဲ့မှန်ကန်တဲ့စီချက်ကိုထိန်းထားနိုင်ဖို့ကအရန်အရေးကြီးပါတယ်ကိုကိုတို့ရေ။ကဲသူကိုတို့ရောအခုပြောတဲ့လက္ခဏာတွေရှိတဲ့အမျိုးသမီးတွေနဲ့စုံပူကြလားရှင်။အနောက်ရေးဒုက္ခမှာအပြန်အလှန်နားလည်မှုကအဓိကမလို့အရှိန်ဟိုချင်းညှိနှိုင်းတတ်ဖို့လေလိုအပ်ပါရှင်ဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုအရန်ချစ်ပါရနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကိုကိုတို့ရေ